ဟုတ်ပြီဟုတ်ပြီ ဒီလိုမန်းရင်မန်းခံရှိတဲ့ကြောက်မျိုးကိုမှမဖြတ်ကျွန်တော်ဘယ်လိုကြောက်မျိုးဖြတ်မှာလဲ ကိုစိုးမိုးကနေမှာပဲခိုင်းတဲ့ကြောက်လေးပေါ့ဗျာနော်35နဲ့ရထားတာဒီပုံမှာတော့မန်းကျိုးတကျိုးလေးသွားထားပေါ့အဲ့ဒီမန်းလေးကိုကျွန်တော်နင်းကြည့်မယ်အနေသားဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတော့လေးကိုတို့ကြည့်ကြရအောင်နော်ဟိုး အေးဒီကောင်လေးလည်းကြည့်တော့ဟုတ်ပြီဟုတ်ပြီ ကဲဒီကြောင့်လဲကျွန်တော်ဖြတ်အောင်ပြီးတော့မှမန်းလည်းချွေးပြီးအရောင်လည်းတင်ပြီးပထမဆုံးအနေနဲ့ဒီကြောင့်လေးရဲ့အနေသားလေးကိုကျွန်တော်ရင်ပြောပြပေးမယ်ဒါသူ့ရဲ့မန်းကြောပေါ့ဗျာနော်မန်းတွေကတော့မီးထိုးလိုက်ပြီဆိုရင်တော့မပေါက်ဘူးဗျပုံမှာဒါကျွန်တော်ဒီပေါက်လေးပိုင်ပုံမိုက်တယ်ဗျာဒီညာလေးဒါမန်းမဲလက္ခဏာလေးကဲတစ်ချက်ဖွင့်ကြည့်ရအောင်ဗျာဝါမန်းကျိုးဟိုဖြောင်းနေရမယ်နော်ဒီမန်းကျိုးကဒီအခြေဘက်မှာလည်းရှိသေးတာပေါ့ဗျာဒီဘက်မှာပိုနက်တယ်ကြောက်ကလေကဲဒီကြောင့်လေးကျွန်တော်ကမလိုက်ထဲမှာကြီးတဲ့ကမဆိုတိလိမ့်မယ်နော်ကျွန်တော်ကြောက်တစ်လုံးကလေမော်နဲ့လဲဆိုင်တယ်ဒီလိုကြောက်မျိုးကဈေးအများကြီးပေးပြီးမှခေါင်းစရာမလိုဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့ तू ကမန်းဒီထိုးလဲမပေါက်ဆိုတော့ကြောင့်တော်တော်များများကနားလေရခက်တဲ့ကြောက်လေးပေါ့ဗျာ။ပဟိနိဆန်တဲ့ကြောက်လေးလို့ပြောလို့ရတာပေါ့ဗျာနော်။ဟုတ်မန်းလဲချုပ်ပြီးအရောင်လဲတင်ပြီးအေးတက်မတက်ကိုကျွန်တော်ပြန်ကြည့်အောင်တော့။ဝိုးအရန်လာတော့ဘလောက်မြင်လဲဆိုတာလေးကိုပြောခဲ့လို့ရပါတယ်ဗျာနော်။တော့ကိုမတို့ကြောက်မျိုးတွေကိုဈေးတန်တန်လေးနဲ့ဝယ်ယူခေါင်းချင်တယ်ဖြည့်ချစ်ချင်တယ်ဒီလိုမန်းရင်မန်းခံရှိတဲ့ကြောက်မျိုးကိုမှမဖြတ်ကျွန်တော်ဘယ်လိုကြောက်မျိုးဖြတ်မှာလဲ။အဖေဝင်မြင်တော့ရောင်ဝင်ဆွဲရမှာပဲ။ကဲကြိုက်တယ်ဆိုရှင်တော့ကျွန်တော်ဆက်သွင်းလိုက်နော်။